ဒီနေ့ထိုင်းနိုင်ငံအယုဒ္ဓယမြို့မှာထေရဝါဒမမကအသိလူငယ်များဥဆောင်ပြီးတော့ပြုလုပ်အပ်တဲ့ဓမ္မသဘင်အခမ်းအနားမှာသာနမူနာယူစရာအရှင်ပါဠိဗုဒ္ဓရာအပိုင်း3တရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်။ဒီလိုဟဲ့ရိုင်မှာသာနမူနာယူစရာအရှင်ပါဠိဗုဒ္ဓရာအပိုင်း1တရားဒေသနာတော်ကိုဟောခဲ့တယ်။မနေ့ကလက်ကပန်းမှာသာနမူနာယူစရာအရှင်ပါဠိဗုဒ္ဓရာအပိုင်း2တရားဒေသနာတော်ကိုဟောခဲ့တယ်။ဒီနေ့အယုဒ္ဓယမှာသာနမူနာယူစရာအရှင်ပါဠိဗုဒ္ဓရာအပိုင်း3တရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်။တရားကိုမဟောကြားပေးမီမနာကြားပေးမီတရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားကိုဦးဇင်းတို့အားလုံးနမောတတ္တ3ကြိမ်နဲ့ဘုရားရှိခိုးလိုက်ကြအောင်ဆိုနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာနမူနာယူစရာအရှင်ပါဠိဗုဒ္ဓရာအရှင်ပါဠိဗုဒ္ဓရာမထေရမြတ်ဆိုတာဦးဇင်းတို့ခောဓမမြတ်စွာဘုရားသာသနာတော်မှာလက်ရတော်ရအက္ခပါဝလောက်ဆိုတာဒီတွက်လို့ရတယ်အသင်ရှင်ရဆိုတာကဒီတွက်လို့မရဘူးလေးအသင်ရှင်နဲ့တပါတဲ့နဲ့အသင်ရှင်နဲ့တပါတဲ့အဲ့လိုဆိုရတယ်နောက်တစ်ခါအက္ခတာဝကတွေရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့အက္ခတာဝကတွေကတိအသင်ရှင်နဲ့တပါတဲ့ဘယ်လောက်ဖြစ်ရလဲတိအသင်ရှင်နဲ့တပါတဲ့ပါဘုရားတပါတဲ့ဖြစ်ရတယ်မဟာတာဝကတွေရှင်မဟာကတ္တဗတို့အစရှိတဲ့မဟာတာဝကကြီးတွေကြတော့ကဘာတသိန်းပါရမီဖြစ်ရတယ်ဘယ်လောက်ဖြစ်ရလဲကဘာတသိန်းပါရမီဖြစ်ရတယ်ကျန်တဲ့ရိုးရိုးတာဝကတွေကြတော့ဘဏ္ဍကဘာရေတို့ဘဏ္ဍဘဝရေတို့ကတ်သက်ချက်မရှိတော့ဘူးအကြီးအတွက်တိတိကျကျကတ်သက်ချက်မရှိဘူးဒီကောင်းပြီအဲ့တော့တင်အပင်ရှင်နဲ့ကဘာတသိန်းပါရမီဖြစ်ပြီးမှနော်ဒီအက္ခတာဝကအရာကြီးကိုရနိုင်တယ်ရှင်ပါဠိဗုဒ္ဓရာမထေရမြတ်ပညာအရာမှာစံထားလောက်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားပြီးရင်ပညာအကြီးဆုံးပုဂ္ဂိုလ်နဲ့ဖြစ်သွားဖြစ်တယ်။အဲ့တော့ဒီရှင်ပါဠိဗုဒ္ဓရာစီမှာဥပဇင်းတို့စံနမူနာယူစရာတွေအများကြီးပေါ်ပါတယ်။အဲ့တော့ဒီနေ့ရှင်ပါဠိဗုဒ္ဓရာရဲ့စံနမူနာယူစရာအပိုင်းတော့တရားဒေသနာတော်ကိုဖွင့်ပြပေးမှာဖြစ်တယ်။ရှင်ပါဠိဗုဒ္ဓရာဟာဆွေမျိုးတွေအပေါ်မှာမိတ်ဆွေတငယ်ချင်းတွေအပေါ်မှာလည်းပဲကရုဏာကြီးမားစွာနဲ့စောင့်ရှောက်တော်မူတယ်။ဆွေမျိုးတွေကိုစောင့်ရှောက်တဲ့နေရာမှာလည်းပဲစံနမူနာတွေထိုက်တယ်ကွာ။
ဆိုတော့38ပြမင်္ဂလာတုံးမှာညာတကနေစတင်ဟောဆိုတာပါလည်းမပါဘူးလား ပါပါတယ်ခင်ဗျာ ဆွေမျိုးတွေကိုရှင်းမြောက်ခြင်းဆိုတာမင်္ဂလာတရားလို့ပြောတယ်ဆွေမျိုးတွေကိုရှင်းမြောက်တယ်ဆိုတာဓမ္မနဲ့ရှင်းမြောက်တာလည်းရှိတယ်အာမိတလို့ခေါ်တဲ့ပစ္စည်းတွေနဲ့ရှင်းမြောက်တာလည်းရှိတယ်ရှင်းမြောက်ခြင်းတစ်မျိုးရှိတယ် နှမျိုးပါခင်ဗျာ တစ်မျိုးရှင်းမြောက်တယ်ဓမ္မနဲ့ရှင်းမြောက်တာရဲ့ အာမိတနဲ့ရှင်းမြောက်တာရဲ့တရားဓမ္မတွေမိဘတွေကိုကျေးဇူးဆက်တဲ့အခါမှာပဲအဲ့ဒီတိုင်းပဲနော်ဒီထိုင်းနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့မိဘတွေထံကိုစေဝါပစ္စည်းတွေထောက်ပံ့ပေးတယ်လိုအပ်တဲ့ငွေကြေးတွေကိုထောက်ပံ့ကူညီပေးတယ်အဲ့ဒါကပစ္စည်းအာမိတနဲ့ရှင်းမြောက်တာပစ္စည်းအာမိတနဲ့ကျေးဇူးဆက်တာမိဘတွေတရားစခန်းတွေမဝင်ရင်တရားစခန်းဝင်နိုင်အောင်အလူတန်းမလို့ရင်အလူတန်းလုပ်ဖြစ်အောင်တရားမနာရင်တရားနာဖြစ်အောင်လို့စီမံပေးဆောင်ရွက်ပေးတာကိုတော့ဓမ္မဖြင့်ကျေးဇူးဆက်တာလို့ခေါ်တယ်အဲ့တော့ဓမ္မဖြင့်ကျေးဇူးဆက်ခြင်းပစ္စည်းအာမိတဖြင့်ကျေးဇူးဆက်ခြင်းဓမ္မဖြင့်ရှင်းမြောက်ခြင်းပစ္စည်းအာမိတဖြင့်ရှင်းမြောက်ခြင်းမျိုးရှိတယ်အရှင်သာရိပုတ္တရာမထေရကယဟန်တစ်ပါးဖြစ်ပါတယ်ယဟန်တစ်ပါးဖြစ်တော့ဆွေမျိုးတွေကိုဓမ္မဖြင့်ရှင်းမြောက်ရမယ်တာဝန်ရှိတယ်ဘုန်းကြီးဆိုတာဘာနဲ့ရှင်းမြောက်ရမလဲ ဓမ္မနဲ့ရှင်းမြောက် ဓမ္မ ပါ နဲ့ရှ ခင် င်း ဗျာ မြောက်မှာဖြစ်ပါတယ်ရှင်သာရိပုတ္တရာဟာဆွေမျိုးတွေအပေါ်မှာလည်းနိုင်ငံထောက်တာကနာပြီးတော့ဘယ်လိုရှင်းမြောက်တယ်လဲဆိုတော့အရှင်သာရိပုတ္တရာတို့မျိုးရိုးကဗုဒ္ဓဘာသာမျိုးရိုးမဟုတ်ဘူးဘာသာကြားတွေဖြစ်တယ်ဗုဒ္ဓဘာသာမဟုတ်ဘာသာကြားဖြစ်တယ်ရှင်သာရိပုတ္တရာတို့ကဘာသာကြားတယ်ညီကိုမောင်နှမခဏယောက်ကသာသာသနာထဲကိုဝင်ပြီးတော့ဘိက္ခုနေအဖြစ်ဝင်ရောက်ပြီးတရားဓမ္မတွေသင်ကျင်လို့ယဟန္တာတွေဖြစ်တယ်။ကျန်တဲ့ဆွေမျိုးတွေကဗုဒ္ဓဘာသာတွေမဟုတ်ဘူးဗြဟ္မဏတွေဒီနေ့ခေါ်ဆိုရင်ပုံနာတွေပေါ့။ဒီနေ့အရှင်သာရိပုတ္တရာဟာသူ့ရဲ့ဦးကြီးတော်ဖြစ်တဲ့ပုံနာကြီးစီကိုသွားတယ်။ပုံနာကြီးကိုမေးတယ်တရားကြီးသူကောင်းမှုတွေလုပ်ဖြစ်လားနော်ဓမ္မနဲ့ရှင်းရောက်တယ်ဆိုတာကုသိုလ်စကားကိုပြန်ပြောတယ်တရားကြီးတဲ့ကုသိုလ်တွေလုပ်ဖြစ်လားအရှင်မြတ်တပည့်တော်ကုသိုလ်တွေလုပ်ဖြစ်ပါလေဘာကုသိုလ်တွေလုပ်ဖြစ်တော့တပည့်တော်50အတ္တပြ1000အကုန်ကြခံပြီးထူတန်းနေပါလေဒီလိုခေတ်ကအတ္တပြ1000ဆိုတာနည်းနည်းတော့တန်ဖို့မဟုတ်ဘူးတော်တော်တန်ဖို့ကြီးတယ်ပတ်စံတစ်ချက်ဆိုရင်တော်တော်ချမ်းသာတယ်1000ဆိုတာနည်းတာမဟုတ်အရှင်သာရိပုတ္တရာတို့မျိုးရိုးကချမ်းသာတယ်မျိုးရိုးအဲ့ဒီလို50အတ္တပြ1000အကုန်ကခံပြီးတူတန်းနေပါတယ်ဒါကဘယ်သူ့ကိုတူတာတော့တပည့်တော်နိကန္တလို့ခေါ်တဲ့ဆရာကြီးတွေကိုတူနေပါတယ်နိကန္တဆိုတာဘာသာကြားဝင်ဘုရားဘာသာမဟုတ်ဘာသာကြားဘုန်းကြီးတွေမိစ္ဆာဒိဋ္ဌိတွေသူတို့ကိုဒီလိုကြည့်နေတာတုံခန်းနေတဲ့ယဟန္တာတွေပါလို့ဝန်ခံနေတဲ့မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တွေဒီလိုအဲ့ဒီမိဂန္ဓတွေကိုလာစဉ်1000အလုံးကြခံပြီးတည်တန်းနေပါတယ်ကျေဘုရားကကုသိုလ်မရဘူးလို့မပြောဒီလူတွေကိုသူကကုသိုလ်မရဘူးလို့မပြောအဲ့လိုပြောရင်စัจ jin ပဲဒီမှာပါအဲ့ဒါတရားကြီးကဘာကိုစုတောင်းတယ်လဲဘာကိုရည်ရွယ်ပြီးတော့တူတာလဲတပည့်တော်ကဓမ္မပြည်ကိုရည်ရွယ်ပြီးတော့တူတာပါဆိုတော့ကဒီလိုလူတန်းရင်ဓမ္မပြည်ရောက်တယ်လို့သူကနားလည်ထားတာတပည့်တော်ဓမ္မပြည်ကိုရည်ရွယ်ပြီးတူပါလေဆိုတော့တရားကြီးရဲ့ဒီလိုလူတန်းလို့ရှိရင်လာစဉ်ပတ်စံထောင်ပြီးလို့ရှိရင်ဓမ္မပြည်ရောက်တယ်လို့ဘယ်သူဟောတယ်လဲဒါစနေကလည်းအမေးတာဘယ်သူဟောတယ်တရားကြီးတပည့်တော်တို့ရဲ့ဆရာကြီးတွေဟောပါတယ်ခဏမိစ္ဆာဒိဋ္ဌိဆရာကြီးတွေကပြောတယ်ပေါ့နော်အဲ့လိုမျိုးလူတန်းရင်ဓမ္မပြည်ရောက်တယ်ပေါ့တပည့်တော်တို့ရဲ့ဆရာကြီးတွေကဟောပါတယ်ဆိုတော့တရားကြီးဒီလိုလူတန်းရင်ဓမ္မပြည်ရောက်တယ်ဆိုတာမဟုတ်ဘူး
တရားကြီးတို့ရဲ့ဆရာကြီးကိုယ်တိုင်လည်းဓမ္မပြည်ရောက်ကြောင်းတရားကိုနားမလည်ဘူးတရားကြီးကိုယ်တိုင်လည်းနားမလည်ဘူးတဲ့ရှင်သာရိပုတ္တရာကစကားပြောပြီးတဲ့အခါမက်ဆေ့တစ်ခုပေးလိုက်တယ်တရားကြီးကိုယ်တိုင်လည်းဓမ္မပြည်ရောက်ကြောင်းတရားကိုမသိဘူးတရားကြီးတို့ရဲ့ဆရာလည်းမသိဘူးဦးဇင်းတို့တရားတော်ကဒီဒါနလုပ်ရုံနဲ့အလူဒါနလုပ်ရုံနဲ့ဓမ္မပြည်ကိုတောင်းနိုင်ပါမလားမရောက်နိုင်ပါဘူးဒီရတူတွေဘုရားရှိလာပြေးလိုက်ဓမ္မပြည်ရောက်ဖို့ပဲပါလို့လဲသီလနဲ့မရောက်နိုင်ဘူးဇန်နော်တမထတွေအထောက်ရတယ်ဘာအထောက်ရမလဲတမထမှာတမထတမထနဲ့ဝိပဿနာတမထလို့နှစ်ခုရှိတယ်ဘာကမ္မထနဲ့ဘာကမ္မထနဲ့တမထကမ္မထတမထကမ္မထနဲ့ဝိပဿနာကမ္မထတမထကမ္မထကိုဓမ္မဇန်ဒုတိယဇန်တတိယဇန်သရုပ်ဇန်ပိစမဇန်အဲ့ဒီလိုဇန်ရောက်အောင်အတုံးမှတာလေရင်ဒီဓမ္မပြည်ဆိုတာကိုရောက်နိုင်မှာဖြစ်တယ်ဒါနနဲ့လည်းမရောက်နိုင်ဘူးသီလနဲ့လည်းမရောက်နိုင်ဘူးဝိပဿနာအထုံးနဲ့လည်းမရောက်နိုင်ဇန်တမထကိုအထုံးမှရောက်ဝိပဿနာကျတော့လက်ဉာဏ်ပုံဉာဏ်နိဗ္ဗာန်ရောက်မယ်လားတမထတွေကဓမ္မပြည်ရောက်မယ်လားဒီကမှာလားနော်အဲ့တော့ခုနကပုံများကြီးကြတော့ရင်းတက်ခံရတာဒီနေ့ခေတ်ကရင်းတက်ခံရတာဒါနာကလေးလို့ရုံနဲ့ဓမ္မပြည်ရောက်ပါတယ်ပေါ့ဒီနေ့ခေတ်ဆိုတာကောင်းကင်ဘုံရောက်တယ်ပေါ့လေဒါနာလို့ရင်ကောင်းကင်ဘုံရောက်တယ်ပေါ့ဒီလိုမျိုးကရင်းတက်ခံရတာအဲ့တော့အရှင်သာရိပုတ္တရာကသူ့ဦးလေးကိုလမ်းမနေပြီနော်ငါဦးလေးလမ်းမနေပြီလမ်းမနေတဲ့ဦးလေးကိုလမ်းမှန်ရောက်အောင်တက်ပြရမယ်ဆိုတဲ့ခံယူချက်နဲ့တွားပြီးတော့ချိလိုက်တာဖြစ်တယ်ဟိုဘာသာချင်းတော့တိုင်တာလည်းမဟုတ်ဘူးသူများဘာသာကိုစော်ကားတာလည်းမဟုတ်ဘူးလမ်းမနေတဲ့ဦးလေးကိုလမ်းမှန်တက်ပေးခြင်းနဲ့စိတ်နဲ့ပြောတယ်အဲ့တော့တရားကြီးနဲ့တရားကြီးတို့ရဲ့ဆရာသမားတွေကိုယ်တိုင်ကလည်းဓမ္မပြည်ရောက်ကြောင်းကိုမသိဘူးတယ်တရားကြီးလည်းဘာမှမသိဘူးလာလိုက်ခဲ့ဘုရားစီကိုလိုက်ခဲ့တယ်သူ့ဦးလေးကိုဘုရားစီခေါ်ပါဘုရားစီခေါ်တာနော်တရားဓမ္မတွေကစာနမုဏယူစီရနော်အရှင်သာရိပုတ္တရာရဲ့ဆွေမျိုးတွေပေါ်မှာစောင့်ရှောက်ပုံလေးကစာနမုဏယူစီရတော့အဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်သွားပြီးတော့အရှင်ဘုရားတပည့်တော်ရဲ့ဦးလေးပါနားစဉ်ပတ်စံဆောင်အကုန်ကြခံရပြီးတော့မိဂန္ဓလို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိဆရာကြီးတွေကိုတူတန်းနေပါတယ်ဆိုတော့မြတ်စွာဘုရားကပြောပုံနာကြီးလာစဉ်ပတ်စံတစ်ခါပုံကြခံပြီးတော့နှစ်ပေါင်း100သူနေတာထဲငါဘုရားရဲ့ပါရမီတော်မှာသောတာပန်သက္ကရာကံအနာဂံယဟန္တာဖြစ်တဲ့အရိယာပုဂ္ဂိုလ်ကိုဖူးမြော်ရခြင်းသုံးလေးတစ်စုံလောင်းလူရခြင်းကပိုတာသေးတယ်နော်မိစ္ဆာဒိဋ္ဌိလူတာကိုကုသိုလ်မရဘူးမပြောဘူးနော်ကုသိုလ်မရဘူးလို့ဆိုတာမဟုတ်ဘူးအဲ့ဒီလိုရတဲ့ကုသိုလ်ချက်သောတာပန်သက္ကရာကံအနာဂံယဟန္တာပုဂ္ဂိုလ်တွေကိုဖူးမြော်လိုက်ရတာလေးကပုံမြတ်သေးတယ်จิโยตราစိတ်နဲ့ပေါ့จิโยตราစိတ်နဲ့ဖူးမြော်လိုက်ရတာကပုံမြတ်တယ်သုံးလေးတစ်စုံလောင်းရတာကပုံမြတ်သေးတယ်ပိုတာသေးတယ်တိရသမารီပညာကင်းမဲ့နေတဲ့ပုဂ္ဂိုလ်တွေကိုလူရတာတဲ့တိရသမารီပညာရှိသူကိုသုံးတစ်စုံလောင်းရတာကပုံမြတ်တယ်သစ္စာဗျာကအဲ့ဒီတရားကိုပြောတယ်ဆိုတော့အဲ့ဒီမှာရှင်သာရိပုတ္တရာရဲ့ဦးကြီးတော်နော်ပုံနာကြီးကလည်းတာမန်ပုဂ္ဂိုလ်တော့မဟုတ်ဘူးပါရမီရှင်ပဲသူတို့ကိုယ်ွယ်နေတဲ့ပတ်ဝန်းကျင်ဆရာကြီးတွေကြောင့်လားအဝိဇ္ဇာအပေါင်းဖုံးပြီးတော့အယူမှားနေတာဘုရားနဲ့တွေ့လိုက်တဲ့အခါမှာသူ့ဉာဏ်အလင်းပွင့်သွားတာ။အော်သီလသမာဓိပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုဖုံးမြော်ရတာအကျိုးရှိလိုက်တာ။စောနေတစ်စုံတောင်းလို့ရတာအကျိုးရှိလိုက်တာဆိုတာကိုသူ့ဦးကြီးတော့ဉာဏ်အလင်းပွင့်သွားတယ်။အဲ့ဒီမှာသောတာပန်ဖြစ်သွားတယ်။သောတာပန်ဖြစ်သွားတယ်။ဆိုတော့သောတာပန်ဖြစ်တယ်ဆိုတာသစ္စာ၄ပါးတရားကိုသိသွားတယ်လို့ပြောလိုက်တာ။ဉာဏ်ကြည့်တဲ့အခါကျတော့ဘုရားရဲ့တရားဓမ္မကိုသဘောပေါက်သွားတယ်တရားနာရင်းနဲ့ယုံတဲ့ဓမ္မတွေကိုမြင်သွားတာအရင်ဘဝတွေတုန်းကဝိပဿနာတွေအထောက်ခဲ့တဲ့ပုဂ္ဂိုလ်သင်္ခါရုပ္ပခဉာဏ်တရားအောင်အထောက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အခုတော့ခါတာလေးသဘောနာလိုက်တဲ့အခါမှာသူတို့ရဲ့ဉာဏ်လွင်းတွေပွင့်ပြီးတော့ဝိပဿနာဉာဏ်လေးဖြစ်ပြီးတော့ဘုရားရသွားတာပဲ
အဲ့တော့အရှင်သာရိပုတ္တရာဟာဆွေမျိုးတွေလမ်းမားနေတဲ့ဆွေမျိုးတွေကိုအတ္တိလိုမျိုးဓမ္မဖြင့်ချိမြောက်တယ်ဓမ္မဖြင့်ကျေးဇူးဆက်တယ်အတူယူစရာကောင်းတယ်နော်အတူယူစရာသိကောင်းတယ်ဒီတော့ဥစ္စာတော်တရားဓမ္မတွေလည်းပဲကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေလမ်းမားနေတယ်ဆိုရင်လမ်းမှန်ရအောင်လုပ်ပေးရတယ်မိဘတွေလမ်းမားနေတဲ့အယူမားနေတဲ့ဆိုရင်အယူမှန်အောင်လမ်းမှန်အောင်တက်ပေးရတယ်ဒုက္ခဒီထေရဝါဒမာမကလူငယ်များကဥဆောင်ပြီးတော့ထေရဝါဒဓမ္မတပင်တွေကျင့်ပါတယ်ဆိုတာအဲ့ဒီသဘောပဲပေါ့ဆရာတော်ကြီးတွေထံကနေပြီးတော့ထေရဝါဒဓမ္မတွေကိုနာကြားစေတယ်ကိုယ်ကိုယ်တိုင်လည်းဓမ္မတွေကိုနာယူပြီးလက်တွေ့ကျင့်သုံးတယ်ထိုနည်းတူစွာမိမိတို့မိတ်ဆွေတွေတငယ်ချင်းတွေယနေ့ညဝေးရပုဂ္ဂိုလ်တွေလည်းပဲဆရာတော်ဘုရားကြီးတွေထံကနေထေရဝါဒဓမ္မတွေကိုနာကြားပြီးတော့အယူမှန်ကြပါစေနော်ကြည်ကြံနိုင်ကြပါစေဆိုတဲ့စေတနာလေးထားမယ်ဒါအရှင်သာရိပုတ္တရာစီရတယ်စံနမုနာယူတာပဲစံနမုနာယူတာအဲကြောင့်ဦးဇင်းတို့အင်္ဂုတ္တထဲမှာမိဘကိုကျေးဇူးဆက်တယ်ဆိုတာအာမိတပစ္စည်းတွေပေးရုံနဲ့တို့တာဝန်ကျေပြီးတော့မထင်နဲ့နော်ဘာတို့နိုင်ငံခြားကနေပတ်စံတွေ50ပို့ပေးနေတာပဲဒီလောက်နဲ့ရှင်းနေမနေနဲ့နော်အဲ့လောက်နဲ့တာဝန်ကျေပြီးတော့မယူဆလိုက်နဲ့နော်အဲ့တော့စောစောကပြောခဲ့တယ်လို့မိဘတွေကဘာသာတရားမကိုင်းဆိုင်ဘူးဆိုရင်ဘာသာတရားကိုင်းဆိုင်အောင်ယတနာသုံးပါးကိုကိုယ်ကိုယ်တက်အောင်စိတ်ကတက်အောင်မိမိတို့ကလုပ်ပြရမယ်ဘယ်တရားလေးနာကြည့်ပါလို့နော်မိဘတွေကိုနှက်ပြောတယ်ဒီနေ့ online ပေါ်ဒီမှာဆရာတော်ကြီးတွေဟောတာတဲ့တရားတွေအများကြီးဘယ်ဆရာတော်ရဲ့တရားလေးနာကြည့်ပါဘယ်တရားပေါ်လေးနာကြည့်ပါပို့ပြီးလင့်နေပို့ပြီးဗီဒီယို download လုပ်ပြီးတော့ပို့ပြီးအဲ့တော့တရားတရားမရှိတဲ့မိဘဘာသာတရားမကိုင်းဆိုင်တဲ့မိဘကိုတရားတရားရှိအောင်ဘာသာတရားကိုင်းဆိုင်အောင်လုပ်ပေးတာအဲ့ဒါကျေးဇူးဆက်တာဓမ္မဖြင့်ကျေးဇူးဆက်တယ်လို့ခေါ်တယ်။ဘာနဲ့ကျေးဇူးဆက်တာလဲ။ဓမ္မဖြင့်ကျေးဇူးဆက်တာပါ။ကိုတော့မပြောတတ်ဘူးပေါ့နော်။မိဘနားလည်အောင်ကိုကမဟောတယ်မပြောတတ်ဘူး။ဒါပေမဲ့ကိုမပြောတတ်ပေမဲ့ပြောတတ်တဲ့ဆရာတော်ကြီးတွေရဲ့တရားတွေစာအုပ်တွေပို့ပေးတယ်ပေါ့။ဘယ်စာအုပ်လေးဖတ်ကြည့်ပါ။ဘုရားတော်မျိုးမဟာကလုံးဆရာတော်တရားကြီးရဲ့ယတနာဂုံကြီးလိုကျမ်းစာအုပ်မျိုးနော်။အနာဂတ်သာသနာရေးလိုကျမ်းစာအုပ်မျိုးကိုချင်းအဘိဓမ္မာလိုကျမ်းစာအုပ်မျိုးတွေနော်။စာဖတ်ဝါဒနာပါတဲ့မိဘတွေဆိုဒီစာအုပ်လေးဖတ်ကြည့်ပါ။နိုင်ညွှန်ပေးရသာသနာတော်ကိုပတ်သက်ကြတဲ့ပုဂ္ဂိုလ်တောင်စိတ်ကတောင်နိုင်ညွှန်ပေးရ။ထေရဝါဒဆိုတာအလွန်အဓိပ္ပာယ်ရှိတယ်နော်။မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုပြင်ဆင်ထားတာမရှိဘူးဖြစ်ဆွထားတာမရှိဘူး။မူရင်းအတိုင်းပဲလက်ခံထားတာကိုထေရဝါဒသာသနာလို့ခေါ်တယ်။အလွန်လေးနဲ့ထေရဝါဒဆိုတာအယောတော့မပါဘူးလို့ပြောတာ။နော်အယောတော့မပါဘူး။မူရင်းအတိုင်းလက်ခံတဲ့သာသနာတော်ကိုထေရဝါဒသာသနာဒီလိုခေါ်တယ်။အဲ့တော့ယန္နာသုံးပါးကိုမကူးကွယ်တတ်တဲ့မိဘတွေကိုကူးကွယ်တတ်အောင်တီလာမထိန်တဲ့မိဘတွေတချို့မိဘတွေကတီလာမထိန်အရက်ဒေသတောက်စားတယ်ပေါ့အရက်မတောက်ဖြစ်အောင်မိဘတွေကိုပြောပြရမယ်စီရင်မှာပေါ့တရားဝါဒနာမပါတဲ့မိဘတွေကိုတရားနာဖြစ်အောင်တရားအထုတ်ဖြစ်အောင်ဆောင်ရွက်ပေးရမယ်ပေါ့တရားစနစ်တွေဝင်ဖြစ်အောင်အိမ်မှာလည်းတရားတွေအထုတ်ဖြစ်အောင်ဆောင်ရွက်ပေးရမှာဖြစ်တယ်အဲ့ဒါမိဘကိုဓမ္မဖြင့်ကျေးဇူးဆက်တာတော့အဲ့ဒါဒီကလူငယ်တွေနေနဲ့မိမိတို့မှာမိဘတွေရှိတယ်ဆိုလို့ရှိရင်ပစ္စည်းအမိသားတွေတန်ဖိုးကူညီပေးအောင်လည်းမတို့တာဝန်ကျေးပြီးတော့သဘောထားပါမယ်ဓမ္မဖြစ်နေကျေးဇူးဆက်ပါအောင်တော့ဓမ္မဖြစ်နေကျေးဇူးဆက်ပါတရားတွေနာခိုင်းပါတရားစကားတွေဝင်ခိုင်းပါဝင်ဖြစ်အောင်လည်းတာသမီတွေကဆောင်ရွက်ပေးပါအခုအရှင်တိုင်းဘုရားဒီလမ်းလွဲနေတဲ့သူ့ရဲ့ဦးစီးတော်ကြီးကိုတရားစီခေါ်လာပြီးတော့တရားနာခိုင်းတယ်ဘောတာလည်းဖြစ်အောင်လုပ်ပေးလိုက်တယ်အဲ့လိုမျိုးတွေကစာပေထဲမှာအများကြီးပဲအရှင်တိုင်းဘုရားကသူ့တငယ်ချင်းတွေကိုလည်းဒီတိုင်းပဲသူ့တငယ်ချင်းတွေလည်းလမ်းမှားနေတာလေအဲ့လိုပဲတငယ်ချင်းတွေကိုလည်းပြောပြီးတော့တရားစီခေါ်သွားတာပဲကိုယ်တိုင်တော့မဟောတော့ဘုရားစီခေါ်သွားလိုက်တော့တယ်အဲ့တော့အရှင်သာရိပုတ္တရာကညာတကာနေစသင်္ဘောဟောလို့ခေါ်တဲ့မင်္ဂလာတရားကိုကျင့်သုံးတဲ့နေရာမှာလည်းစံနမူနာယူလောက်ပါတယ်နော်ဒါပေမဲ့ကမ္မတွေလည်းကိုချစ်ရတဲ့တငယ်ချင်းတွေမိတ်ဆွေတွေရှိတယ်ဆိုရင်နော်ဦးဇင်းတို့တတိပဋ္ဌာနာတန်ရုံထဲမှာပြောတယ်ကိုချစ်ရတဲ့ဆွေမျိုးတွေမိတ်ဆွေတွေတငယ်ချင်းတွေရှိတယ်ဆိုရင်သူတို့ကလည်းကိုယ်စကားကိုနားထောင်မယ်ဆိုရင်သူတို့ကိုတတိပဋ္ဌာန်တရားအထုတ်ခိုင်းတယ်နော်
သတိပ္ပံတရားအထုတ်ခိုင်းအခုလည်းတရားဓမ္မတွေဒီနဲ့ကိုရှိရတဲ့တငယ်ချင်းမိတ်ဆွေတွေရှိတယ်ဆိုရင်တရားအထုတ်ခိုင်းဘုရားစကားနဲ့အညီတော့ဗုဒ္ဓရဲ့သားတော်လေးဗုဒ္ဓရဲ့သမီးတော်လေးတရားအထုတ်ခိုင်းဒီကောင်းပြီတာဟာဆွေမျိုးတွေကိုဓမ္မဖြင့်ချင်းရောက်ခြင်းရှင်သာရိပုတ္တရာခင်ဗျာနေဥစဉ်လို့အဲ့ဒါဆန္ဒမူနာယူရမှာဖြစ်တယ်ပေါ့ကျင်တော့တစ်ခုနော်အရှင်သာရိပုတ္တရာထံကနေဆန္ဒမူနာယူစရာအရှင်သာရိပုတ္တရာဟာကျေးဇူးတိတက်တဲ့ကျေးဇူးဆက်တဲ့နေရာမှာလည်းဆန္ဒမူနာယူလောက်တယ်ပေါ့ကျေးဇူးတိတက်တာကိုကတင်ယူလို့ခေါ်တယ်ကျေးဇူးဆက်တာကိုကတဝေဒီလို့ခေါ်တယ်နော်ကတင်ယူဆိုတာကျေးဇူးဆက်တာကတင်ယူဆိုတာဘာလဲကျေးဇူးဆက်တာပါကတင်ယူဆိုတာကကျေးဇူးတိတာနော်ကတင်ယူကဘာလဲကျေးဇူးတိတာပါကျေးဇူးတိတာကတဝေဒီကကျေးဇူးဆက်တာနော်အဲ့တော့ကျေးဇူးကိုသိရုံနဲ့မပြီးသေးဘူးဘာလို့ရမလဲကျေးဇူးနဲ့ဆက်တဲ့ရမယ်ပေါ့ကျေးဇူးတိတဲ့ကျေးဇူးဆက်နော်ခေါ်အပ်သူတော်ပါအောင်ဆိုတာစာပေထဲမှာဒီလောကကြီးမှာတဲ့ကျေးဇူးတိတဲ့ကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်တွေကရှားတယ်ကျေးဇူးတိတဲ့သူနဲ့ကျေးဇူးကမ်းသူဘယ်သူကပိုများမထင်လဲကျေးဇူးကမ်းတဲ့သူကျေးဇူးကမ်းတဲ့သူကများတယ်နော်ကျေးဇူးကမ်းတဲ့သူကပိုများတယ်လောကကြီးမှာကျေးဇူးတိတဲ့ကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ကရှားတယ်လောကကြီးမှာကျေးဇူးတွေတိတဲ့ကြမယ်ဆိုလို့ရှိရင်လေမေတ္တာတရားတွေတိတ်ထွန်းကားမှာပဲမနေ့ကလည်းအဲ့ဒါလေးပြောဖြစ်တယ်တုံးနဲ့တူကျေးဇူးတင်တဲ့စိတ်ဘုရားတို့ဥရောပသားတွေဆိုလို့ရှိရင်ဒီ thank you ဆိုတဲ့စကားကိုတွင်နေကြတဲ့သုံးတယ်လမ်းလေးတစ်ပိတ်နဲ့ thank you ပဲနော်လမ်းမင်းလို့လမ်းလေးဖြည့်ပိတ်နဲ့ thank you ပဲတခုခုနော်ဆောင်ရွက်ပေးတယ်ဆိုရင်ဒါကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုသိပြောတာတွင်နေသုံးတယ် thank you ဆိုတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုတွင်နေသုံးတယ်အဲ့ဒါမှလည်းဆိုတော့ရင်းနှီးစေတယ်မေတ္တာရစေတယ်တူနဲ့တူရင်းနှီးမှုခင်မင်မှုမေတ္တာတွေရစေတယ်ဒါကြောင့်ကျေးဇူးတည်တဲ့စိတ်ကလေးတွေရှိကြရင်ကျေးဇူးတင်တဲ့စိတ်ကလေးတွေရှိကြရင်ဟောဒီကဘာကြီးမှာမေတ္တာတရားတွေတိတ်ထွန်းကားမှာပဲလို့ဒီလိုတွေးပြီးတယ်တော်များများကကျေးဇူးကိုမမြင်ကြဘူးပေါ့နော်ကျေးဇူးကိုမမြင်ကြဘူးလမ်းပေးလိုက်လို့နော်ဘယ်လမ်းကနေဘယ်လိုသွားရမလဲလို့မေးလိုက်လို့လမ်းသွားပုံသွားနည်းကိုရှင်းပြပေးရင်ဒါကျေးဇူးတင်စရာကောင်းတာပဲကိုမျက်စိလဲနေတာအဲ့တော့သူလမ်းညွှန်လိုက်လို့ကိုရောက်အောင်သွားနိုင်တယ်ကိုသွားနေတဲ့နေရာကိုဒါကျေးဇူးတင်စရာကောင်းတာပဲဟောကားသမားတွေကိုကပတ်စံငှားပြီးတော့လိုက်ဖို့ခိုင်းတယ်ငါပတ်စံငှားတာပဲပတ်စံပြီးငှားတာပဲလေဆိုတော့မမဆက်ဆက်ပြရမလို့ကိုငှားတိုင်းနဲ့သူလိုက်စင်မလိုက်ပါပဲအဲ့တော့သူလိုက်ဖို့လို့ကိုရောက်တာလားကျေးဇူးတင်ရတာပဲငါပတ်စံပေးတာကပဲကျေးဇူးတင်စရာမလိုဘူးလို့ဒီလိုစိတ်မမွေးရအောင်အဲ့တော့သူတို့ဟောစိတ်မဟုတ်ဆိုင်မှာဈေးပါဝယ်တယ်သူရောင်းတယ်ဒါလည်းကျေးဇူးတင်စရာကောင်းတာပဲကိုပတ်စံပေးဝယ်တယ်ဆိုတော့လည်းသူရောင်းလို့ကိုရတာလေသူမရောင်းကိုမရနိုင်အဲ့တော့ဆိုတော့ကမြင်အောင်ကြည့်ပါနော်ကျေးဇူးတရားတွေကိုမြင်အောင်ကြည့်ပါလို့ရှင်တဲ့လူသမားလည်းဒီတိုင်းပဲအပြန်အလှန်ကျေးဇူးတွေရှိတယ်ဒီအလုပ်ရှင်ကမိမိတို့မှာအဆင်ပြေတယ်ဒါအလုပ်ရှင်ကကျေးဇူးရှင်လုပ်ရှင်ကလည်းလူသမားတွေကိုကျေးဇူးတင်ရမှာဒီလူသမားတွေရှိလို့ငါလုပ်ငန်းတွေလည်းပဲနိုင်တယ်လူသမားတွေကကျေးဇူးရှင်ပဲနော်လူသမားတွေကကျေးဇူးရှင်ပဲအပြန်အလှန်နော်အားလုံးကလောကမှာတည်ဦးနဲ့တူဟာကျေးဇူးတွေရှိနေကြတယ်မြင်အောင်ကြည့်တဲ့ဘုရားလိုပါတယ်နော်မြင်အောင်ကြည့်တဲ့ဘုရားလိုတယ်ကျေးဇူးကိုမမြင်တဲ့သူကများနေတယ်အဲ့တော့ကျေးဇူးကိုမမြင်တဲ့အခါကျတော့မေတ္တာတွေခန်းလျှောက်တော့မေတ္တာတွေခန်းလျှောက်တော့လောကကြီးကမဆိုးပြေတော့ဘူးပေါ့လောကကြီးဟာတာယာစရာမကောင်းတော့ဘူးပေါ့အဲကြောင့်ကျေးဇူးတည်တဲ့စိတ်ကျေးဇူးတင်တဲ့စိတ်ကျေးဇူးဆက်တဲ့အလေးအကျင့်လေးတွေလုပ်ရမယ်အရှင်သာရိပုတ္တရာစီကဥစ္စံတို့အဲ့ဒါအတွေ့ကြတခါတော့ကပုံနာဦးကြီးတရားကျောင်းမှာခိုကပ်ပြီးတော့နေတန်ခါဝေယဝိဇ္ဇတွေလုပ်ပြီးတော့စောင့်ကြံရင်းကြံနေစားအဲ့လိုမျိုးအတက်ကကြီးပြီဒါပေမဲ့သူ့ကိုဘယ်သူမှရဟန်းဘုပဲလို့မရှိဘူးအဲ့တော့အသက်ကြီးလို့ရှိရင်ပြောရခက်တယ်ဆုံးမခက်တယ်ဒီကြီးအသက်ကြီးတဲ့အခါကျတော့
သာသနာမှာကောင်းကောင်းမွန်မွန်ကျင့်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ရဟန်းတော်တွေကသူ့ကိုရဟန်းမခံပေးကြအောင်ပုံသားကြီးမြတ်စွာဘုရားနဲ့တွေ့တော့ပုံသားကြီးရဟန်းမခံခြင်းလို့လားရဟန်းခံနေတာပေါ့ရှင်ဗျာဒါပေမဲ့တပည့်တော်ကိုဘယ်သူမှရဟန်းဖို့ပေးကြအောင်အတကြီးလာရင်ဘယ်သူမှလက်မခံခြင်းတော့နော်ဒီထဲမှာရဟန်းဖို့ခြင်းတဲ့ပုဂ္ဂိုလ်တွေစောစောစီးစီးဝင်တော့ဦးဇင်းစီဝင်လာကြလို့ရတယ်နော်ဘာမှမလို့လူရောက်လာရင်ရတယ်ဒီမှာတပည့်လည်းမလို့သင်္ကန်းလည်းမလို့ဟောတကြီးနေကြဟိုကလည်းမခံတရားလည်းမခံကြောင်းလို့ခံရမှာဆိုလို့နော်ဒီကောင်းကြီးအဲ့တော့ပုံနာအိုကြီးကိုဘယ်သူမှလက်မခံပြောခဲ့အဆူခက်လို့ဆိုပြီးတော့တကယ်တော့ပုံနာအိုကြီးအဆုံးမခက်တယ်မခက်ဘူးဆိုတော့ဘယ်သူမှသိတာမဟုတ်ဘူးဒါပေမဲ့ရင်ဝင်ရတဲ့ဘောအမြင်အသက်ကြီးရင်ပြောခဲ့တာတော့များတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကမေးတယ်တေယဟန်တို့ဒီပုံနာအိုကြီးကယဟန်ခံခြင်းတယ်ဒီပုံနာအိုကြီးရဲ့ကျေးဇူးတရားကိုဘယ်သူကသိတယ်လဲနော်ဒီပုံနာကြီးရဲ့ကျေးဇူးကိုဘယ်သူသိတယ်လဲဆိုတော့အဲ့ဒီမှာအရှင်သာရိပုတ္တရာလည်းအဲ့ဒီပြိတ္တထဲမှာပါတော့ရှင်ဘုရားတပည့်တော်သိပါတယ်ဒီပုံနာကြီးဟာတပည့်တော်ပေါ်မှာကျေးဇူးရှိရဲ့ဘယ်လိုများကျေးဇူးရှိတော့ဆိုတော့တပည့်တော်ရာဇဂျုံမြို့မှာဆုံးခံကြွတယ်ကတပည့်တော်ကိုဆုံးလေးတစ်စုံတော့လောင်းခဲ့ပြီးပါလေဆုံးမလောက်လောင်းဘူးလေဆုံးပါပါအများကြီးပေါ့တစ်စုံနဲ့တစ်စုံနဲ့တပည့်တော်ကိုဆုံးလေးတစ်စုံလောင်းဘူးပါလေတပည့်တော်မှာကျေးဇူးရှိတယ်ဆုံးတစ်စုံလောင်းဘူးတာကိုအရှင်သာရိပုတ္တရာကကျေးဇူးရှင်အနေနဲ့မှတ်တမ်းတင်ထားတယ်နော်ကျေးဇူးရှင်ကမှတ်တမ်းတင်ထားတယ်တရားဓမ္မတွေဒါမြန်မာစကားပုံမှာရှိတယ်တလုတ်စားဘူးသူကျေးဇူးနော်မြန်မာစကားပုံရှိတယ်တလုတ်စားဘူးသူကျေးဇူးအဲကြောင့်ဦးဇင်းကပြောပါတယ်လောကမှာကျေးဇူးရှင်တွေတော်တော်များတယ်ဦးဇင်းတို့ဘုန်းကြီးတွေဆိုပို့ဆိုတာပေါ့နော်တလောကမှာကျေးဇူးရှင်တွေပဲအားလုံးကျေးဇူးရှင်တွေဘာလို့လဲတောင်းလိုက်ကျေးဇူးတရားတွေတွေ့နေရတယ်ဒီကောင်းပြီအရှင်သာရိပုတ္တရာကတလုံးစားဖို့သူကျေးဇူးဆိုတဲ့မြန်မာစကားပုံအတိုင်းပဲသုံးလေးတစ်စုံလောင်းတဲ့လူတွေပုံနာကြီးကိုကျေးဇူးရှင်အနေနဲ့တလုံးသားထဲမှာမှတ်တမ်းတင်ထားတယ်တပည့်တော်ဒီပုံနာကြီးရဲ့ကျေးဇူးကိုသတိရပါတယ်အမှတ်ရပါတယ်ကျေးဇူးတရားသိပါတယ်ခင်ဗျာနော်တွေ့ရစရာသိကောင်းတယ်ညာညာဆဆကိုညီပေးပြီးတာမျိုးမဟုတ်ဘူးသုံးလေးတစ်စုံလောင်းမှုတာကိုကျေးဇူးရှင်အနေနဲ့မှတ်တမ်းတင်တာဒီအဲ့ဒါဆိုရင်ဒါလေးပုဒ်တာတဲ့ဒီပုံနာကြီးကိုမင်းပဲဥပ္ပဇေဆရာလုပ်ပြီးရဟန်းခံပြီးလိုက်ပေါ့အဲ့တော့အရှင်သာရိပုတ္တရာကဘသူမှလက်မခံတဲ့ပုံနာအိုကြီးကိုကျေးဇူးတိတဲ့ကျေးဇူးဆက်တဲ့ဆိုတဲ့သူတော်ကောင်းလက္ခဏာနဲ့အညီပဲကိုယ်တိုင်ဥပ္ပဇေဆရာလုပ်ပြီးတော့တပိတ်တွေထုတ်ပြီးသင်္ကန်းတွေပေးပြီးတော့နော်ပုံနာအိုကြီးမှာဘာမှမရှိဘူးအရှင်သာရိပုတ္တရာကိုယ်တိုင်ပဲတပိတ်သင်္ကန်းတွေပေးပြီးတော့ရဟန်းခံပြီးလိုက်ဒါကျေးဇူးဆက်တာပဲနော်ဆုံးလေးတစ်စုံလောင်းခဲ့မှုတဲ့ပုဂ္ဂိုလ်ကိုကျေးဇူးဆက်တာရဟန်းခံပြီးကျေးဇူးဆက်တာပုံနာအိုကြီးကလည်းတော်တယ်ပြောအောင်အသက်ကြီးပေမဲ့မပြည့်စည်သေးဘူးအရှင်သာရိပုတ္တရာဆုံးမသမျှကိုထိုက်တာဦးဇင်းကြီးတော့ဟောဒီလိုမပြောနဲ့ဟောဒီလိုမလုပ်နဲ့ဒီလိုနေရမယ်နော်ဒီလိုပြောရမယ်နော်ဒီလိုလုပ်ရမယ်နော်နေပေးသမျှကိုအကုန်ထိုက်တာမကြခင်မှာပဲအဲ့ဒီပုံနာကြီးရဟန်းဖြစ်သွားတယ်ဆရာကလည်းတော်တပည့်ကလည်းတော်ဆရာကလည်းအဆုံးမကောင်းတပည့်ကလည်းအတင်ပြတော့တပည့်မသိလိုက်တာလည်းတပည့်ကောင်းဖြစ်နေတာမကြခင်ရဟန်းဖြစ်သွားတယ်တနေ့မြတ်စွာဘုရားနဲ့အရှင်သာရိပုတ္တရာပြန်ဆောင်တော့သာရိပုတ္တရာတဲ့မင်းရဲ့တပည့်ကြီးပုံနာကြီးကမနဲ့တော့ဟာအရှင်ဘုရားလိမ္မာတယ်ဗျာအသက်ကြီးနေပဲလိမ္မာတယ်ပြောသမျှအကုန်နားထောင်တယ်ဒီလိုတပည့်မျိုးရရင်ဘယ်တော့လိုချင်တယ်အရှင်ဘုရားရအများကြီးလိုချင်တာပေါ့ဘုသူမဆိုတော့လိမ္မာတဲ့တပည့်လိမ္မာတဲ့သာသမီကိုလိုချင်လားမလိုချင်ဘူးလားလိုချင်ပါဗျာလိုချင်တာပေါ့လိမ္မာတဲ့တပည့်လိမ္မာတဲ့သာသမီလူတိုင်းလိုချင်တယ်ဘယ်တော့လိုချင်တယ်လို့မင်းအများကြီးလိုချင်တာပေါ့နော်အများကြီးလိုချင်တာပေါ့အဲ့တော့အရှင်သာရိပုတ္တရာဟာဆုံးလေးတစ်စုံလောင်းခဲ့ဘူးတဲ့ကျေးဇူးကိုတိတက်ပြီးတော့ကျေးဇူးဆက်ပေးတယ်ဆန္ဒမူနာယူထိုက်တယ်ဆန္ဒမူနာယူလောက်တယ်ပေါ့ဒါလည်းဘုရားတရားတော်တွေအနေနဲ့လည်းပဲနော်လောကကြီးကိုကျေးဇူးတင်တတ်တဲ့စိတ်နဲ့ကြည်ပါဘာလေးပဲတုံးနော်ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ကြည်ပါမြင်ပါကျေးဇူးတရားတွေကိုမြင်လာနိုင်မယ်
ကျေးဇူးများတွေကိုမြင်နိုင်ဘာဖြစ်တယ်လဲဆိုတော့မေတ္တာတရားတွေဖြစ်လာတယ်မေတ္တာတွေထွန်းကားလာတယ်မေတ္တာထွန်းကားလို့ရှိရင်လောကကြီးကတာယာရဲပေါ့အေးချမ်းတယ်ပေါ့လောကကြီးကမတာယာဘူးဆိုတာမေတ္တာတရားတွေခန်းချောင်းတယ်လို့ဒါကြောင့်ဗျမစိုးတရားဆိုတာကိုဘာသာပြန်တဲ့အခါမှာဗျမစိုးဆိုတာနော်စိုးပြေနေတဲ့အိဗယ်မျိုးနဲ့ချုပ်ဆက်လေးတွေဘာသာပြန်တယ်လောကကြီးဟာတာယာနေတဲ့စိုးပြေနေတဲ့ဆိုတဲ့အိဗယ်မျိုးဗျမစိုးတရားဒီဗြဟ္မဝိဟာရလို့ခေါ်တဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခတရားတွေဟာလောကကြီးကိုစိုးပြေစေတဲ့တာယာစေတဲ့ဒါကြောင့်ဗြဟ္မဝိဟာရဗျမစိုးတရားဆိုပြီးတော့ဒီလိုသုံးလေးရှိကြတယ်အဲ့တော့ဒါအရှင်သာရိပုတ္တရာထံကနေကျွန်တော်ကျေးဇူးတိတဲ့ကျေးဇူးဆက်တဲ့နော်စံနမူနာယူထိုက်တဲ့အလေးကိုလည်းပဲကြည်လို့ရမှာဖြစ်တယ်အတူတူရမှာဖြစ်တယ်ပေါ့ကဲကောင်းပြီနောက်တစ်ခုအရှင်သာရိပုတ္တရာတရားဓမ္မတွေပေါ်မှာလည်းပဲအလုံးတနာတတ်တယ်အလုံးငဲ့ညာတတ်တယ်တနာချင်းငဲ့ညာချင်းနဲ့ပတ်သက်ပြီးတော့လည်းပဲအရှင်သာရိပုတ္တရာစံထားလောက်ပဲပေါ့တခါတော့ကမြတ်စွာဘုရားနဲ့အတူရဟန်းတော်တွေခကြီးခတ်ပြီးတော့ပြန်ရောက်လာကြတယ်ခကြီးကပြန်ရောက်လာတော့အဲ့ဒီမှာနိဗ္ဗာန်ဆိုတကားကြီးပေါ့နော်နိဗ္ဗာန်ဆိုတကားကြီးကအေးဘုရားမှုရှိတဲ့တန်ခါတော်တွေခကြီးကရောက်လာပြီဘယ်သူတွေဆုံးခဲ့ကြအောင်မလဲအဲ့တော့စင်ကြီးပြုစုတယ်တချို့တတိတွေက5ပါးယူမယ်10ပါးယူမယ်အပါး20ယူမယ်တဲ့အတီးပဲ့သွားကြတာနော်တန်ခါကိုကုန်သွားတယ်တန်ခါအားလုံးကုန်တဲ့အခါကျမှအလွန်စင်းရဲရှုတ်တဲ့အမေအိုကြီးတယောက်ရောက်လာတယ်အဖေအိုကြီးတယောက်ရောက်လာတယ်တားလေးနော်အဖေကိုလည်းဘုန်းကြီးတစ်ပါးတော့ပေးပါဟောအဘွားအိမ်မှာဆုံးဖြတ်ချက်တော့တန်ခါတစ်ပါးတော့ပေးပါဖွားရဲ့နောက်ကျနေတယ်တန်ခါကုန်သွားပြီမရှိတော့ဘူးအကင်းအဖွားပြည့်ကျင်နေဆိုတော့ဘာတော့ကြံသေးတယ်ဘယ်သူများလဲကွယ်အရှင်သာရိပုတ္တရာတောင်းထဲမှာကြံနေတယ်ကျန်တဲ့တန်ခါတွေအားလုံးကြွပါလို့မရှိတော့အရှင်သာရိပုတ္တရာကဘာပဲကြံတယ်အဲ့တော့အမေအိုကြီးပြည့်ကျင်နေဆိုရင်အရှင်သာရိပုတ္တရာကိုတော့ပြင်ပြီအဲ့တော့အမေအိုကြီးကအရှင်သာရိပုတ္တရာကိုတော့ပြင်တယ်လက်ခံတယ်ရှင်ပုတ္တရာဆင်းရဲရှုတဲ့အဖွားအိုကြီးပြင်လာတော့အရှင်သာရိပုတ္တရာလက်ခံတယ်တမင်တကာအရှင်သာရိပုတ္တရာကကြံခဲ့တာအရှင်သာရိပုတ္တရာကြံခဲ့တာကအကြောင်းအချက်ရှိတယ်တစ်ချက်ကတော့ခါတိုင်းနဲ့အရှင်သာရိပုတ္တရာကြံနေကြတယ်ဘာလဲဆိုတော့ကိုယ်တာပနာကိုဘာသာကြားတွေအထင်သေးတာကိုမကြိုက်ဘူးဒါလည်းဦးဇင်းတို့အတူတူစရာကောင်းတယ်ကိုယ်တာပနာကိုဘာသာကြားတွေအထင်သေးတာကိုမကြိုက်ဘူးတန်ခါအများနေတဲ့နေရာဆိုတော့အမိုက်တွေကချုပ်ကွာနေတခါတလေသင်္ကန်းတွေအတူတူတွဲလောင်းတယ်ခုနကအမိုက်ဒီနာမှာအမိုက်ကရင်လေးခုံလေးကဟိုရောက်ဒီရောက်နဲ့ပြန့်ကျဲကြည့်မကောင်းတန်ခါအများလဲဆိုတော့လေအများကြီးဆိုတော့တန်ရှင်းမှုအားနည်းတယ်။အကင်းကတန်ခါလေးအားလုံးမျိုးတန်းကိုဆုံးခံကြွနေတဲ့အချိန်မိစ္ဆာဒိဋ္ဌိဘာသာကြားတွေကကြောင်းတိုက်ကိုလာလိလာမယ်ပေါ့။ဘာသာကြားတွေကကြောင်းတိုက်ကိုလာလိလာတော့ဂေါရမဗုဒ္ဓရဲ့သားတွေကွာညစ်ပတ်လိုက်တာတကြောင်လုံးနဲ့ချုပ်ပွားနေတာပဲအမိုက်တွေကြီးပဲ။သင်္ကန်းတွေကပုံနာလိလာပြန့်ကျဲနေတယ်။ခုံတွေကလည်းဟိုရောက်ဒီရောက်နဲ့ညစ်ပတ်လိုက်တာလို့ဘာသာကြားတွေကအဲ့လိုသာသနာပေါ်မှာအထင်သေးသွားမှာတော့မလိုလားဘူးတဲ့။ဒါကြောင့်အများတန်ခါတော်တွေဆုံးကံကြွသွားတဲ့အခါမှာအရှင်ဘုရားကြောင်းလုံးပတ်ပြီးတော့အတန်ရှင်းလောက်တာ။အမိုက်တွေတကယ်လဲဆရာရှိတာလဲခုံလေးပြန်စီတင်တာစီသင်္ကန်းတွေခောက်ကြရှိတာခောက်။အရှင်သာရိပုတ္တရာနော်အလွန်တောင်းဝန်ကြီးတဲ့ပဋိဓမ္မဖြစ်တယ်။မိမိကြောင့်မိမိသာသနာကိုအထင်သေးမှာတော့မလိုလားဘူး။ဒါကြောင့်အရှင်သာရိပုတ္တရာကနော်ပုံမှန်အားဖြင့်လဲဆုံးခံနောက်ကြလေးရှိတယ်။ဒါလည်းဦးဇင်းတို့တရားဓမ္မတွေစံနမူနာယူစရာတစ်ခုပဲနော်အရှင်သာရိပုတ္တရာစီရတာနမူနာယူစရာပဲဘာနမူနာယူရမှာလဲဆိုတော့ဘာလို့ကြောင့်ဘာလို့ရဲ့သာသနာမလို့နှံ့စေရဘူးလို့ခံရမယ်တရားဓမ္မတွေအားလုံးအဲ့ဒီခံရရှိရမယ်ဘာလို့ရဲ့လုပ်ရက်တွေဟာသာသနာဂုဏ်သိက္ခာမတက်ရှင်နေပါစေသာသနာဂုဏ်သိက္ခာမကျစေရအောင်ဦးဇင်းတို့တရားဓမ္မတွေကဘယ်ဘာသာနဲ့လို့နေရင်ဗုဒ္ဓဘာသာလို့နော်ထောင်ဒီမှာဖြစ်ကြတယ်ထောင်ဒီပါနေဖြည့်တယ်မှတ်ပုံတင်တွေလုပ်တဲ့အခါမှာဗုဒ္ဓဘာသာလို့ဖြည့်ကြတယ်ရေးကြတယ်အဲ့တော့မိမိဒီဗုဒ္ဓဘာသာကိုပုံစားပြုနေတယ်
အဲ့တော့မိမိရဲ့အနေမတက်အထိုင်မတက်ပြောမတက်အဆိုမတက်ကသာသနာတော်ကိုထိခိုက်တယ်ပေါ့ဟာဗုဒ္ဓဘာသာလို့ပြောတယ်လုပ်နေတာတွေကဘာတွေလဲကွာပြောတော့ဗုဒ္ဓဘာသာဆိုဘယ်လိုတွေလုပ်နေတာတော့ဆိုတော့ဒါမျိုးတွေဘာသာကြားတွေအမြင်မှာပြောစရာတွေအညှို့ထိုးစရာတွေဖြစ်သွားတယ်ဒါကြောင့်ဗုဒ္ဓဘာသာဖြစ်တဲ့တရားဓမ္မတွေအနေနဲ့မိမိတို့လုပ်နေတဲ့အလုပ်ဟာထေရဝါဒဗုဒ္ဓဘာသာအဆုံးအမနဲ့ကန့်ညီရဲ့လားမိမိတို့ပြောနေတဲ့အရာတွေရောဗုဒ္ဓဘာသာတကယ်စစ်ရလားဆိုတာကိုစစ်တဲ့မှာလေလေ့လာတဲ့မှာလေနော်မိမိတို့ကြောင့်ဘာသာသာသနာမညှိုးနှိုင်းစေတာပေါ့အရှင်သာရိပုတ္တရာကသာသနာထိခိုက်မှာမလို့လားဒါဥစ္စာတို့စံတော်မူလာလေးကြီးတစ်ချက်ထဲမှာဒါလည်းပါတယ်အဲ့တော့ကောင်းပြီအဲ့တော့အရှင်သာရိပုတ္တရာကနံပါတ်1အကြောင်းမှာလောက်ကြရခြင်းအကြောင်းပဲနံပါတ်2ကတော့ခုနကအမေအိုကြီးကိုတမင်ရှိရောက်ချင်တာတဏှာလို့တောင်ကြီးတုံကြီးနဲ့လာတဲ့အဘွားအိုကြီးကိုရှိရောက်ချင်တာတမင်တကာကိုနောက်ကျကြံပြီးနေခဲ့တာနော်တဏှာတယ်ရှင်သာရိပုတ္တရာဒါကြောင့်တတိတကြွယ်ကြီးမြောင်များစွာပြည့်နေတဲ့ဈာတွေကလက်မခံတဲ့ဆင်းရဲသူမှအဘွားအိုကြီးပြင်လာလို့စောင့်နေတာအဲ့ဒါနဲ့အဘွားအိုကြီးပြင်လာလို့အေးစစ်တွေကကြည်ကြည်လို့လက်ခံလိုက်တယ်အဲ့ဒီသတင်းကပြတ်သွားတာဟာအရှင်သာရိပုတ္တရာဟာဆင်းရဲသူမှအဘွားအိုကြီးပြင်လာလို့လက်ခံတယ်ဆိုတဲ့သတင်းကတစ်မျိုးလုံးပြတ်သွားတယ်ချက်ချင်းပဲအဲ့ဒီမှာတို့အရှင်သူငယ်ကြီးအရှင်သာရိပုတ္တရာအဘွားအိုကြီးအိမ်မှာဆုံးသားမယ်ဆိုတော့မပြည့်မစုံတဲ့ဖြစ်မှာစိုးရိမ်တယ်နော်မပြည့်မစုံဖြစ်မှာစိုးရိမ်တယ်အဘွားအိုကြီးရဲ့အိမ်ကလည်းမကောင်းချက်မဲ့ဟင်းတွေကလည်းကောင်းမှာမဟုတ်ဘူးပေါ့နော်အဘွားအိုကြီးချက်ပြုတ်တဲ့ဟင်းတွေကလည်းကောင်းမှာမဟုတ်ဘူးတို့အရှင်သာရိပုတ္တရာနဲ့ဒီဆုံးဟင်းတွေမထိုက်တန်ဘူးဆိုတော့မဖြစ်ဘူးဆိုပြီးကောသလမင်းကြီးကပတ်စံတစ်ထောင်ပို့လိုက်တယ်အဘွားအိုကြီးစီကိုပတ်စံတစ်ထောင်ရင်တကယ်ကောင်းပါပြီဆိုတဲ့အဝတ်အစားပို့လိုက်တယ်ဆုံးအုပ်လည်းပို့လိုက်တယ်ဟောဒီအဝတ်အစားကိုဝတ်အင်ကြီးစောစောပြည့်ပြည့်နဲ့ရှင်သာရိပုတ္တရာကိုမစီကတ်နဲ့ညက်ပတ်နဲ့နန်းဆောင်နေတယ်မကောင်းဘူးပေါ့အရှင်သူမြတ်ကိုအနံ့ကြီးနှိမ့်ဆက်တယ်ဒါအဝတ်စားကောင်းလေးဝတ်ဆိုပြီးတော့အဝတ်လည်းကောင်းကောင်းပို့လိုက်တယ်ဟောဒီပတ်စံတစ်ထောင်ကိုတုံးပြီးတော့ချက်ပြုတ်ပြီးတော့ကတ်နော်စစ်စင်ရဲ့ရှုပ်ပြည့်တဲ့ဆုံးဟင်းတွေမကောင်းပါဆိုလို့ဘုရင်ကြီးကပတ်စံတစ်ထောင်ပို့လိုက်တယ်ဟောဒီပတ်စံတစ်ထောင်ကိုတုံးပြီးတော့ချက်ပြုတ်ကတ်ပါကိုနိတူစာပဲအနာတပင်တစ်ထေးတို့သုလနယ်လုံးတစ်ထေးတို့ဝိတာစာကျောင်းတကာမာကြီးတွေကျောင်းတကာကြီးတွေလည်းပဲဘုရင်ကြီးတို့မျိုးပတ်စံတွေပို့ပေးကြတယ်အဝတ်ထည်တွေပို့ပေးကြတယ်အဲ့ဒီတရံထဲမှာပဲအဲ့ဒီဘောအိုကြီးကပတ်စံတသိန်းရပါတယ်နော်အရှင်သာရိပုတ္တရာကိုဆုံးဖြတ်ဖို့အတွက်ဘုရားဒီကပို့ပေးကြတာပတ်စံတသိန်းရပါတယ်အရှင်သာရိပုတ္တရာကချိမြောက်တာနော်တနာတဲ့အဘောအိုကြီးကိုချိမြောက်ပေးလိုက်ဆိုတော့အရှင်သာရိပုတ္တရာဟာတဏှာတက်တယ်ဆိုတာဟာလည်းပဲကျွန်တော်ဆန္ဒမနာယူစရာဖြစ်တယ်ပေါ့နော်တဏှာတက်တယ်ကရုဏာတရားဆန္ဒမနာယူစရာကောင်းတယ်အဲ့တော့ဆုံးကပြောခဲ့ပါလေမေတ္တာတရားထွန်းကားဖို့လို့ဆိုတော့ကရုဏာတရားလည်းထွန်းကားဖို့လို့ပဲပေါ့လူတရားဒုက္ခရောက်နေတာကိုမြင်ပါလေကြားပါလေနဲ့ဝမ်းသာစိတ်ဖြစ်နေတယ်ဆိုရင်အဲ့ဒါကျွန်တော်ကဘာကြီးမငြိမ်းချမ်းဖို့ပဲနော်သူများဒုက္ခရောက်နေတာကိုကြားပါလေနဲ့မတဏှာကရုဏာဖြစ်ရမယ့်အစားဝမ်းသာနေတယ်ဆိုရင်အဲ့ဒါမှားတယ်ပြီလောကမှာအဓမ္မထွန်းကားနေတယ်ဓမ္မဆိုတာကုသိုလ်တရားကိုပြောတာဓမ္မဆိုတာဘာလဲကုသိုလ်တရားပါဗျာအဓမ္မဆိုတာအကုသိုလ်ကိုပြောတာအဓမ္မဆိုတာအကုသိုလ်ပါဗျာအကုသိုလ်ကိုပြောတာနော်ကုသိုလ်ကိုဓမ္မလို့ခေါ်တယ်အကုသိုလ်ကိုအဓမ္မလို့ခေါ်တယ်အဲ့တော့လူတွေဒုက္ခရောက်နေတာကိုမြင်ပါလေကြားပါလေနဲ့ဝမ်းသာနေတယ်ဆိုရင်ဓမ္မလားအဓမ္မလားအဓမ္မပါဗျာအဓမ္မလောကကြီးမှာအဓမ္မထုံးကားရင်ကောင်းတာမကောင်းပါဘူးဗျာမကောင်းပါဘူးနော်မကောင်းဘူးအဲ့တော့ဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကိုမြင်ပါလျက်နဲ့ကြားပါလျက်နဲ့တဏှာတဲ့စိတ်တွေဖြစ်နေတယ်ကုညီခြင်းတဲ့စိတ်တွေဖြစ်နေတယ်ကုညီဖို့လည်းကြိုးစားတယ်ဆိုရင်ဓမ္မလားအဓမ္မလားဓမ္မပါဗျာနော်အဲ့တော့လောကကြီးမှာမေတ္တာလို့ခေါ်တဲ့ဓမ္မကရုဏာလို့ခေါ်တဲ့ဓမ္မတွေထွန်းကားဖို့လိုတယ်ဒါမှဥစ္စရောနေတဲ့ကဘာကြီးကတာယာပဲကောင်းမှာပေါ့စုပြေမှာဖြစ်မှာပေါ့နော်မေတ္တာကရုဏာတွေမထွန်းကားရင်ကဘာကြီးကမစုပြေအလွန်ဆင်းရဲတဲ့ကဘာကြီးကဒါကြောင့်ကဘာကြီးတာယာနာပါဖို့ကကိုစီဥစ္စရောမေတ္တာတွေကရုဏာတွေစောင့်တည်ခြင်းဖို့လိုတယ်ဘုရားရှင်ရဲ့ဘုရားကရုဏာထားပြီးတော့အမေအိုကြီးတော့ဘာအိုကြီးကိုချိမြောက်ပေးတာတမင်ကိုချိမြောက်ပေးတာနော်
အဲ့တော့အရှင်သာရိပုတ္တရာရဲ့ဌာနလေးကိုကျွန်တော်ကရုဏာတရားဟာလည်းစံနမနာပြီးထုတ်တယ်ပေါ့နောက်အရှင်သာရိပုတ္တရာသူတပတ်သားကိုကုညီတက်တဲ့နေရာမှာလည်းစံနမနာပြီးထိုက်တယ်ပေါ့သူတပတ်သားကိုကုညီတက်ရင်လည်းစံနမနာပြီးထိုက်တယ်အရှင်သာရိပုတ္တရာရဲ့တပည့်တွေထဲမှာဘုရားရဲ့သားတော်လေးရှင်ရာဟုလာကုညီလေးရာဟုလာလည်းပါတယ်ကုညီလေးရာဟုလာကမကြာခဏသူ့မေတော်ကြီးဖြစ်တဲ့ရသောတရာသီရိမာကြီးစီကိုအလေခဏမကြာခဏကြော်လို့ရှိတယ်သူ့မေတော်ကြီးကိုခဏခဏတော့တွေ့တယ်တနေ့ရသောတရာသီရိမာကြီးကလေနာယောဂဖြစ်တယ်စိတ်ကလေနာယောဂတော်တော်ဖြစ်ကြလေနာယောဂဖြစ်တော့မကျမ်းမှာမဟုတ်ထွက်မတွေ့နိုင်ဘူးပေါ့နော်ကိုရင်လေးရာဟုလာကြောင်းလာတွေ့တာကိုထွက်မတွေ့နိုင်ဘူးအဲ့တော့မေတော်ကြီးဘာဖြစ်လာလဲဆိုတော့လေနာယောဂဖြစ်တာဘာများဖုံးပြရင်ကောင်းမလဲလို့မိလိုက်တော့တရတိဖြော်ရည်နော်တရတိဖြော်ရည်လေးဖုံးပြရရင်ကောင်းတယ်ထူးဆန်းတယ်လေနာယောဂကတရတိဖြော်ရည်ဖုံးရင်ကောင်းတယ်ဒါကတော့အရှင်မရတော်တယ်ထေရီမရဲ့ဒါယောဂကုထုံးတစ်ခုပေါ့အရှင်မောကလည်းလုံးကတော့ဒါမြို့ကနာဆုံးဖုံးပြရင်ကောင်းတယ်လို့ပြောတယ်ဆိုတော့လည်းဒါမှတရားနဲ့တရားမတွေ့ကြဘူးဆိုအဲ့ဒါနဲ့သားတော်ရာဟုလာကခလေးပဲရှိသေးတာငယ်သေးတာကိုမကြံတတ်ဘူးမလုပ်တတ်ဘူးလေသူ့အမေနေမကောင်းတာကိုမလုပ်တတ်မကန်တဲ့ခလေးပဲရှိသေးတာကိုအဲ့ဒါကြောင်းကျန်ပြီးတော့တမိုင်းမှတူတူဖြစ်နေတာစိတ်မကောင်းဘူးပေါ့လေသူ့အမေနာယောဂဖြစ်ပြီးအဲ့ရလေးနေတော့စိတ်မကောင်းခလေးရမှားနေတာအဲ့တော့ဆရာဖြစ်တဲ့အရှင်သာရိပုတ္တရာကသူ့တပည့်ကလေးမျက်နှာမကောင်းဖြစ်နေတာကိုမြင်တယ်ဟဲ့ကိုရင်လေးရာဟုတ်လားမျက်နှာလည်းမကောင်းပါလားဘယ်နဲ့ဖြစ်တော့ဒီနေ့မေတော်ကြီးနဲ့တွားတွေ့တာမေတော်ကြီးမကျမ်းပါဘူးဒီနာယောဂဖြစ်နေတယ်တရတိဖြော်ရည်ရမှာကောင်းတယ်လို့ပြောတယ်တတိယလည်းမလုပ်ကြမကန်တဲ့နဲ့ဟောအရှင်သာရိပုတ္တရာကနော်တပည့်တောင်မှာဆရာတောင်လည်းပေါ့ဘုဒ္ဓပဲလေးမျက်နှာမတမယာဖြစ်နေတယ်ကုညီပေးရမယ့်တောင်ရှိတယ်ဆရာတော်မှာအဲ့တော့ကဲငါတပည့်မပူနဲ့နော်ဒါမျိုးတဲ့ဆုံးခံသွားရအောင်အရှင်သာရိပုတ္တရာကကိုရင်လေးကိုခေါ်ပြီးဆုံးခံကြကိုရင်လေးကိုဆုံးခံရမှာထားခဲ့ပြီးတော့နန်းတော်ကိုကြွတယ်အရှင်သာရိပုတ္တရာကကောသလမင်းကြီးရဲ့နန်းတော်ကိုကြွတက်တိုက်ဆက်ဆိုင်ပဲအဲ့ဒီချိန်မှာဘုရင်ဥယျာဉ်ထဲကနေတရတိအဖက်ကြီးလာပြီးဆက်တာတဲ့အချိန်အဲ့ဘုရင်ကြီးကအရှင်သာရိပုတ္တရာပြောတယ်အရှင်ကဘာကိစ္စနဲ့ကြွလာတော့ဟောတရတိအဖြော်ရည်လူခံဖို့လာတာဘုရင်ကချက်ချင်းကတော်ပဲဆိုပြီးတော့လာဆက်တာတဲ့တရတိတွေကိုဖြော်ပြီးတော့တပည့်ထဲလောင်းခဲ့ပေးလိုက်တာ။ဒါရှင်သာရိပုတ္တရာကအဲ့တရတိဖြော်ရည်ယူပြီးတော့သူ့တပည့်လေးကိုရင်ရာဟုလာလက်ထဲကိုထည့်ပေးလိုက်တယ်။ကိုရင်လေးနဲ့အားရဝမ်းသာနဲ့တရတိဖြော်ရည်ရပြီဆိုတော့သူ့အမေဖြစ်တဲ့ရတော်ရာခေရီမစီကိုတွားပြီးတော့ပေးလိုက်တယ်။ဒီတော့ခေရီမကြီးကအဲ့ဒီတရတိဖြော်ရည်ဖုံးပေးပြီးတော့ဒီနာရောကအကောင့်ပါတယ်။နော်ရှင်သာရိပုတ္တရာအဲ့လိုမျိုးကိုညီတက်တဲ့နေရာမှာလည်းစံနမနာထွက်တယ်ပေါ့အဲ့ဒီမျိုးစာပေထဲမှာရသောတရားထေရီမာကြီးယောဂဖြစ်တဲ့ကောင်အရှင်သာရိပုတ္တရာကိုညီပေးတာနှစ်ခုရှိတယ်ဆိုပြီးတော့မှတ်နေရတာရှိတယ်အဲ့တော့တပတ်သူဒုက္ခရောက်နေတဲ့အခါမှာလက်ပတ်ကြည့်မနေဘူးဆိုတာပြောတာတချို့ကဒီနေ့ခေတ်မှာသူများဒုက္ခရောက်နေတာကိုမြင်ပါလေတဲ့မျက်နှာတွဲနေတာမျိုးခေါင်းထောက်သွားတာမျိုးမတိကျုံပြုနေတာမျိုးဒါမကောင်းဘူးပေါ့နော်တန်တရာခကြီးသွားခြင်းအတူတူကိုယ်နဲ့ဒုက္ခတယ်သူနဲ့ဒုက္ခတယ်ပါအားလုံးဆင်းရဲနေတဲ့တူတူကိုယ်နဲ့ကိုယ်ကြီးနိုင်တယ်ဆိုလို့ရှိရင်ကိုကြီးပေးတဲ့တယ်ပေါ့ဒါအရှင်သာရိပုတ္တရာသူကိုကြီးနိုင်တယ်လေဒါသူကိုကြီးနေတဲ့နေရာကနေသူကိုကြီးပေးလိုက်တာပဲနန်းတော်ကိုကြွပြီးတော့တရတိကျော်ရင်အလူခံပြီးတော့ပေးလိုက်တာပဲနိဒါကြောင့်ဦးဇင်းတို့ကိုကြီးတဲ့နေရာမှာလည်းပဲအရှင်သာရိပုတ္တရာဟာစံထားနောက်တယ်လို့ဆိုလိုပါတယ်ကဲနောက်တစ်ခုပေါ့နော်စေတနာလွန်ကဲတာအရှင်သာရိပုတ္တရာတော်တော်လေးကိုစေတနာလွန်ကဲတယ်တော်တော်ကိုလွန်ကဲတာဘယ်လိုလွန်ကဲလဲဆိုတော့တလောကလုံးကိုသူတော်ကောင်းတွေဖြစ်စေချင်တာအဲ့လောက်ထိစေတနာကောင်းတာတလောကလုံးနော်ကလေးလူကြီးအားလုံးတလောကလုံးကိုသူတော်ကောင်းတွေဖြစ်စေချင်တာတရားဓမ္မတွေပြောကြည့်တယ်တလောကလုံးသူတော်ကောင်းဖြစ်နိုင်မလားဖြစ်နိုင်ပါဘူးဗျာလုံးဝဖြစ်နိုင်တလောကလုံးပြောနေကိုယ့်အိမ်ကိုပဲကိုကြည့်ပါဦးကိုယ့်အိမ်မှာမိသားစုဝင်ရောက်ရှိတယ်9ရောက်တော့ညှိလို့မရအောင်နော်ညှိလို့မရအောင်တလောကလုံးခဏထားနော်ကိုယ့်အလုပ်ရုံကလူတွေလည်းညှိကြည့်ပါအောင်နော်တယောက်ကတရားနာမယ်ဟောတယောက်ကတရားမနာကန်းကြည့်တော့မယ်
အဲ့တော့ happy new year ဆိုတော့ဟုတ်တယ်မလား happy new year ဆိုတော့တော့ကင်းမယ်ပေါ့ညှိလို့မရတာပြပြတာနော်ညှိလို့ရလားမရပါဘူးတလောကလုံးခဏထားပါကိုအလုပ်လုပ်တယ်နဲ့တော့ညှိမရနော်အင်းကောင်းပြီအဲ့ဒီတော့အရှင်သာရိပုတ္တရာကအလုံးစေတနာလုပ်ခဲ့ပါတလောကလုံးကိုသူတော်ကောင်းဖြစ်စေချင်တာစေတနာဘယ်လောက်လုပ်ခဲ့လဲဆိုတော့ဖြစ်နိုင်တာကြီးနော်အဲ့တော့အရှင်သာရိပုတ္တရာကသူ့ရဲ့စေတနာကိုဘယ်လိုအကောင်းလဲပေါ်လဲဆိုတော့စေတနာလုပ်ခဲ့ပြီးတော့လာသမျှအကုန်ငါးပါးလိလာပြီးတာဘဒုလာကမုတ်ဆိုးလာလည်းဟဲ့တကားကြီးလာငါးပါးလိလာယူတတ်တမလာလည်းဟဲ့တကားကြီးလာငါးပါးလိလာယူတခိုးလာလည်းငါးပါးလိလာယူတနက်လာလည်းငါးပါးလိလာယူပဲလာသမျှအကုန်ငါးပါးလိလာထိုင်ပေးနေတာအရှင်သာရိပုတ္တရာကဘယ်လောက်စေတနာလုပ်ခဲ့လဲဆိုတာနော်စဉ်းစားကြည့်စမ်းနော်တဏှာပဲတွေကိုငါးပါးလိလာပြီးတော့လုံးမမလားမလုံးပါဘူး မလုံးပါဘူးဘုန်းကြီးအားနာလို့သာယူလိုက်ပါလိမ့်နော်ဘုန်းကြီးကိုအားနာလို့သာငါးပါးလိလာယူလိုက်ပါပြီးရင်သူကသူ့စီးပွားရေးလုပ်ငန်းကတော့တက်အောင်ပါလေဖိုင်ရမှာလေငါးဖိုင်ရငါးတက်အောင်ဝတ်တသမကိုကပြီးတော့ဘာလို့ဘာသာဆုပ်ပြနေလို့ပဲမဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့အရှင်သာရိပုတ္တရာကအလုံးစေတနာကုန်တယ်တော့သူ့ရဲ့စေတနာကိုဦးဇင်းတို့သိမှတ်ကြည့်ရမယ်စေတနာကအလုံးကောင်းတယ်အကုန်လုံးကိုသူတော်ကောင်းဖြစ်စေခြင်းနဲ့စိတ်ပေါ့တလောကလုံးကိုသူတော်ကောင်းဖြစ်စေခြင်းအဲ့တော့နာမညအကုန်ငါးပါးဒီကလေးပေးငါးပါးဒီကလေးပေးအဲ့တော့အရှင်သာရိပုတ္တရာကိုအားနာတော့ငါးပါးဒီနာယူတယ်ပြင်ကိုရမှာအကုန်လုံးယူတာပဲမမိုးကလည်းမမိုးတာပဲတောက်စားတာပဲတခိုးကလည်းပြန်ခိုးတာပဲနော်တတ်တဲ့သမားတွေကလည်းပြန်တတ်တာပဲအဲ့တော့ညာဟန်တန်ဃာတော်တွေကအရှင်သာရိပုတ္တရာကိုအရှင်ဘုရားကစေတနာကောင်းပြီးတော့ဒီလောကလုံးငါးပါးကြီးလာပေးနေတာဘုလူတွေကအရှင်ဘုရားကိုအားနာလို့အရှင်ဘုရားရှိမှငါးပါးတင်လာယူသွားတာပြင်အရှင်ဘုရားကိုရမှာလို့ရှင်လည်းပြန်ထုတ်နေကြတာပဲတခိုးကလည်းပြန်ခိုးတာပဲမမိုးကလည်းမူးတာပဲတတ်တဲ့သူကလည်းတတ်တာပဲရှင်ဘုရားရဲ့သူတို့ကိုယ်တိုင်ကလိုလန်းလန်းနဲ့ငါးပါးတိလာတောင်းရင်တော့အရှင်ကပေးဖို့တဲ့သူတို့ကမလိုလားပဲနဲ့အရှင်ဘုရားကစေတနာလွန်ခဲ့ပြီးတော့လျှောက်ပေးပြီးတော့နော်ဘာမှမထူးဘူးတဲ့အရှင်ကဘယ်တော့ပဲတိလာပေးသူတို့ကမလိုက်နိုင်ဘူးတဲ့ညာတော်တွေကဘာပြောကြအဲ့တော့အရှင်သာရိပုတ္တရာတန်ဝေကဖြစ်တယ်ကြည်လဲငါတော့ကောင်းစီစဉ်လို့တိလာလေးပေးလိုက်တာသူတို့မှကြည်လဲထင်ရလွတ်နေကြတယ်ငါတော့တိလာလေးပေးသူတို့ကတော့ကိုရမလို့ရှင်နိုင်လုပ်နေကြတယ်အရှင်သာရိပုတ္တရာတန်ဝေကဖြစ်တော်မူတယ်စိတ်မကောင်းဖြစ်တယ်ပေါ့သူပြောနေတယ်စိတ်မကောင်းဖြစ်တယ်ပေါ့ယဟန်နာဆိုတာဟိုလိုဒေါသနဲ့တောကနဲ့စိတ်မကောင်းဖြစ်တာမျိုးတော့မဟုတ်ဘူးတန်ဝေကသဘောစိတ်မကောင်းဖြစ်တာဆိုတော့အဲ့ဒီတဲ့င်းကမြတ်စွာဘုရားကြီးရောက်သွားတယ်အေးဟုတ်တယ်တဲ့အဲ့သာရိပုတ္တရာအခုမှစေတနာလွန်ခဲ့တာမဟုတ်ဘူးအရင်ဘဝတုန်းကလည်းအဲ့တိုင်းပဲသူကတိတ်စေတနာလွန်ခဲ့တာတလုံးကတော့တိတ်ကောင်းစေချင်တာနော်အရင်ဘဝတုန်းကအရှင်သာရိပုတ္တရာဟာဓိတာဘုမုခါကြီးဆရာကြီးတူဖြစ်ခဲ့တယ်အဲ့လိုပဲအဲ့ဆရာကြီးဟာစေတနာကောင်းပြီးတော့လာသမျှအားလုံးကိုသီလတွေပေးနေတာတပည့်တွေကဝိုင်းပြောလည်းမရဘူးဆရာကြီးတွေ့တဲ့နေရာကိုသီလတွေပေးနေတယ်ထိန်းချင်မှထိန်းတာသူတို့ကိုယ်တိုင်ကကျင့်ကြံလို့လာတောင်းရင်တော့ပေးပေါ့ဆရာကြီးကမဟုတ်ဘူးအကုန်လုံးကိုကောင်းစေချင်တာဘယ်သူလာမှအကုန်လုံးငါးပါးသီလအကြောင်းတွေပြောဟောနေတာစေတနာတွေလွန်ခဲ့တယ်တော့ပြောဟောနေတာပြန်မဲ့တာပေါ့လေနော်ပြန်မဲ့တာဘယ်လိုမှပြောမရဘူးအဲ့ဒါနဲ့ဘုရားလောင်းကအဲ့မှာဆရာကြီးရဲ့တပည့်ဖြစ်နေတာတောင်းတာခေါင်းဆောင်ပေါ့လေဘုရားလောင်းကတောင်းတာခေါင်းဆောင်ဘုရားလောင်းကဘယ်ဘဝရောက်တော့ဉာဏ်ပညာအလွန်ကြီးတယ်အဲ့တော့ငါတို့ဆရာကိုဘယ်လိုများနားလည်အောင်ပြောရင်ကောင်းမလဲဆရာကိုနားလည်အောင်တပည့်ကလုပ်ချင်တာတနေ့ဆရာတပည့်ဖြစ်တဲ့တောင်းတာခေါင်းဆောင်ဘုရားလောင်းကဇောက်ကမ်းပါကြီးတစ်ခုတည်းကိုတောက်တုံးတွေယူပြီးတော့ပြစ်ချနေတာတောက်တုံးတွေဘဝဒီကထမ်းပြီးတော့တောက်ထဲကိုပြစ်ချတကယ်ကြီးတောင်းတာတွေကမြင်ဟဲ့ကောင်မင်းယူနေတာမင်းဘာလို့လုပ်နေတာတော့မပြောဘာလို့လဲမပြောတကုံးပြီးတော့တောက်တုံးတွေယူပြီးတော့တောက်ထဲကိုပြစ်ချတယ်အဲ့တော့တပည့်တွေကဟာငါတို့တောင်းတာကောင်းဆောင်ကြီးကြောင်နှမ်းကြောင်သွားပြီလားမသိဘူးဆရာကြီးကိုထောက်ပြောမှဖြစ်မယ်ဆရာကြီးတောင်းတာကောင်းဆောင်စိတ်ဖောက်နေပြီလားမသိဘူး။ကြောက်တဲ့ကိုခေလုံးတွေပြစ်ချနေတယ်။ကြောက်တုံးတွေပြစ်ချနေတယ်။ဆရာကြီးလာကြည့်ပါဦး။ဆရာကြီးနဲ့အော်တကြီးနဲ့အပြေးရောက်လာ။ဟဲ့မောင်ကြောင့်ဒါမင်းဘာတွေလုပ်နေတော့။ကျွန်တော်ကြောက်တဲ့ကိုကြောက်တုံးတွေပြစ်ချနေတာလေ။အေးမင်းအဲ့ဒါဘာဖြစ်လို့လုပ်နေတာတော့။ဆ
ဆရာကြီးတဲ့ဟောဒီကဘာပြည်ကြီးကိုကျွန်တော်ညှိနေတာကဘာကြီးကမညီဘူးလေတဲ့နော်နင်းတဲ့နေရာမြင့်နေတဲ့နေရာနေနေတာအဲ့ဒီကဘာမြေတစ်ခုလုံးကိုညီအောင်ညှိဖို့ကြိုးစားနေတာဆရာတော်မတွေဖြစ်နိုင်လား မဖြစ်နိုင်ပါဘူးဗျာ ကဘာကြီးကိုညီအောင်ညှိဖို့မဖြစ်နိုင်ပါဘူးအဲ့တော့ဆရာကြီးကပြောဟဲ့ကောင်မင်းယူနေလားကွာတဲ့မင်းဘလို့လို့ကဘာကြီးကိုညှိလို့ရမှာလို့ဟောဒီညီပြည်ကြီးကိုဘလို့ညှိလို့ရမှာဆရာကြီးတဲ့ဟောဒီကဘာပြည်ကြီးကမျက်စိနဲ့မြင်နိုင်သေးတယ်ဘယ်ကမြင်တယ်ဘယ်ကနေတယ်နော်အဲ့တော့ကဘာပြည်ကြီးကမျက်စိနဲ့မြင်ပြီးတော့အလေးမြင့်ကိုမြင်ရသေးတယ်တကယ်ဖို့မယ်ဆိုရင်တော့ဖို့လို့ရရင်ရသေးဦးမှာဟောဒီကဘာပေါ်မှာရှိတဲ့ဒူပေါင်းတန်းပေါင်းများစွာတုံးနဲ့တူကပါရမီချင်းမတူဇေယျချင်းမတူစိတ်နဲ့စိတ်ထားချင်းမတူဆရာကြီးစဉ်းစားကြည့်ရင်ဘယ်လိုညှိမှာတော့ကဘာမြေကြီးတော့ညှိလို့မရရင်လူတွေရဲ့စိတ်ကိုဘယ်လိုလုပ်ညှိလို့ရမှာတော့ဆိုတဲ့အခါကျတော့ဥပမာနဲ့ပြောလိုက်တော့ဆရာကြီးသဘောပေါက်ပါဆရာကြီးကလည်းပညာရှိကြီးရဲ့ကိုပြေဟုတ်တာပဲတော်ကလည်းဘယ်လိုလုပ်ညှိလို့ရမှာတော့အဲ့ကတည်းကဆရာကြီးကလူလူလားလားရှိတဲ့ပုဂ္ဂိုလ်တွေကိုပဲဟောပြောဆုံးမှာတော့တယ်တွေ့ကြရလူကမပြောတော့ဘူးအဲ့တော့အရှင်သာရိပုတ္တရာဟာဒီဘဝမှာလည်းစေတနာလွန်ခဲ့တာမဟုတ်ဘူး။ဟိုအရင်ဘဝတုန်းကလည်းအဲ့ဒီလိုစေတနာလွန်ခဲ့မှုလေဆိုတာကိုဘုရားကတိတ်စကြောင်းပြန်ပြီးတော့ဟောကြားတော်မူခဲ့တယ်။ဒီဗမာပြည်အရှင်သာရိပုတ္တရာရဲ့စိတ်တဲ့ဥစဉ်ကိုစံနမူနာပြီးထိုက်တယ်ပေါ့။အားလုံးကိုသူတော်ကောင်းဖြစ်စေခြင်းနဲ့စိတ်။ကိုယ်တိုင်လည်းနော်ကောင်းအောင်ကျင့်တယ်။ကိုကျင့်တယ်လို့မျိုးသူများကိုလည်းကောင်းစေချင်တယ်။ဒါအရှင်သာရိပုတ္တရာရဲ့စေတနာပဲ။ကိုမကျင့်ဘဲနဲ့ကောင်းစေချင်တာမဟုတ်ဘူးနော်။တချို့ရှိတယ်လေကိုတော့မကျင့်ဘူးသူများတော့ကျင့်နေချင်တာရှိတယ်အရှင်သာရိပုတ္တရာကအဲ့လိုမျိုးပုဂ္ဂိုလ်မဟုတ်ဘူးကိုယ်တိုင်လည်းသာနမူနာဖြစ်အောင်ကျင့်တယ်ပြင်ကိုကျင့်တယ်လို့မျိုးကိုယ့်ရဲ့ပရိသတ်ပတ်ဝန်းကျင်တလောကလုံးကိုလည်းကျင့်စေချင်တာဒါလည်းဥစ္စာလို့သာနမူနာယူထိုက်တဲ့စိတ်လေးစိတ်ဓာတ်တစ်ခုဖြစ်တယ်အဲ့ဒါဒကာဓမ္မတွေလည်းပဲအရှင်သာရိပုတ္တရာလိုမျိုးကိုယ်တိုင်လည်းနော်တက်နိုင်သမျှဘုရားအဆုံးအမနဲ့ညီအောင်နေပါအယူမှန်အောင်ကြိုးစားပါကိုယ်ကျင်တရားကိုထိန်းပါစိတ်ကောင်းနေခြင်းအောင်မွေးပါမေတ္တာတရားတွေနဲ့နေထိုင်ပါမိမိတို့မေတ္တာတရားနဲ့နေထိုင်တယ်လို့သီလတွေနဲ့နေတယ်လို့စိတ်ကောင်းရှိတယ်လို့မိမိတို့ရဲ့ပတ်ဝန်းကျင်ကိုလည်းစိတ်ကောင်းရှိအောင်ကြိုးစားပါမိမိတို့ပတ်ဝန်းကျင်ကိုမေတ္တာနဲ့နေထိုင်ကြအောင်ပြုပြင်ပေးပါမိမိတို့ပတ်ဝန်းကျင်ကိုကိုယ်ကျင်တရားတွေကောင်းအောင်ပြုပြင်ပေးပါနော်ရှင်းလိုက်ဖို့ကြတာလို့အေးလက်တူတဲ့ပုဂ္ဂိုလ်တွေတော့ပေါင်းလာမှာပေါ့နော်တလောကလုံးကိုပြင်လို့မရပြီမဲ့စိတ်ထားတူနေတဲ့ပုဂ္ဂိုလ်တွေလာပေါင်းလိုက်မယ်ရည်ရွယ်ချက်တူတဲ့ပုဂ္ဂိုလ်တွေလာပေါင်းလိုက်မယ်နော်မကောင်းတဲ့ပုဂ္ဂိုလ်တွေများတာကိုကြောက်လို့တော့မထူပါဘူးလုံးမနေပါနဲ့လို့ပြောနေတဲ့အစားလုပ်ပါအကျိုးမလုပ်ပါဘူးတယောက်ပဲကောင်းတာကောင်းတာနှစ်ယောက်ပဲကောင်းတာကောင်းတာသုံးယောက်ပဲကောင်းတာကောင်းတာနော်ကောင်းလာရင်အမြတ်ပဲပေါ့ဒီမောင်မိသားကြောင့်အရှင်သာရိပုတ္တရာရဲ့စေတနာလွန်ကဲမှုဟာလည်းစံထားတော့တယ်လို့ဆိုလိုပါလေနော်ဒီတော့ဒီနေ့ဒကာဓမ္မတွေအားလုံးစံနမူနာယူစရာအရှင်သာရိပုတ္တရာရဲ့ကြီးညိုပွဲဂုဏ်တွေကိုနာရီမှတ်သားကြပြီးတော့တို့တွေရဲ့နော်ဘုရားမြတ်စွာဘုရားတော်မှာလက်ရတော်ရဲ့အက္ခဏာဝကဖြစ်တော်မူတဲ့အရှင်သာရိပုတ္တရာရဲ့စံနမူနာယူစရာအကျင့်ဂုဏ်တွေကိုနာရီမှတ်သားပြီးမိမိတို့တန်တယ်မှာလည်းအဲ့လိုမျိုးဂုဏ်တွေနဲ့ပြည့်စုံအောင်ကျူးစားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကျူးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာဆရာတော်ရှင်သူမြတ်ဘုရားထံမှာတရားရည်မြိုက်စေခံယူတောင်းတပြီးဒီနော်